ချက်သုံးချက်နဲ့ပြောမယ်ပထမတစ်ခုကိုစားပြုမှု KIA ကကချင်လူမျိုးတွေကိုစားမပြုပါဘူး KNU ကလည်းကရင်လူမျိုးကိုစားမပြု AA ကလည်းရခိုင်တွေကိုစားမပြုဒါတွေကိုတမိုင်းเจ้าတွေထဲမှာလည်းဖတ်ဆရာမလိုဘူးဘဲစာအုပ်ထဲမှာမရှာနဲ့သူတို့လူမျိုးတွေသူတို့ကိုယ်တိုင်သွားမေးလိုက် KNU เจ้าသိချင်ရင်ကရင်ကိုမေးလိုက် KIA เจ้าသိချင်ရင်ကချင်ကိုမေးလိုက်ကျွန်တော်အမှန်တရားကိုတွေ့ရမှာပဲအဲ့ဒါဆိုရင် KIA KNU AA ကသူတို့လူမျိုးကိုစားမပြုဆိုသူတို့ဘာတွေလဲကိုချိုးတို့လက်နက်ကင်ပြီးစီးပွားရေးရှာနေတဲ့အဖွဲ့အစည်းတသားပဲဒီလိုတိုင်းရင်းသားတွေကိုကိုစားမပြုတဲ့လက်နက်ကင်အဖွဲ့အစည်းတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာတိုင်းရင်းသားလက်နက်ကင်များတိုင်းရင်းသားလက်နက်ကင်များလို့ထည့်ပြောရတဲ့စကားလုံးတောင်တန်ဖိုးမဲ့အသီးသီးရှိကြတဲ့တိုင်းရင်းသားတွေကိုလည်းအားနာဖို့ကောင်းတယ်ဒုတိယချက်မျိုးချစ်စိတ် KNU မကောင်းကြောင်းလိုင်းပေါ်မှာပြောနေတဲ့ကရင်တယောက်ခင်ဗျမြင်ဘူးလား KIA မကောင်းကြောင်းပြောတဲ့ကချင်တယောက်ကိုတွေ့ဘူးလား AA မကောင်းကြောင်းမိုးမွန်နေအောင်ဆဲနေတဲ့ရခိုင်တယောက်ကိုခင်ဗျတွေ့ဘူးလားဘယ်တွေ့ဘူးမလဲသူတို့နေမှာရှိတဲ့လက်နက်ကင်အဖွဲ့အစည်းတွေကသူတို့ကိုကိုစားမပြုသည့်တိုင်အောင်တိုင်းရင်းသားတွေကသူတို့လူမျိုးကိုသူတို့ချစ်တယ်ဗျဒီနေမှာပြောတဲ့မျိုးချစ်စိတ်ဆိုတာဒါပဲအဲ့ဒီတိုင်းရင်းသားကိုကိုစားမပြုတဲ့လက်နက်ကင်အဖွဲ့အစည်းပြောနေကြစကားတစ်ခွန်းရှိတယ်ဗမာစစ်တပ်ဗမာစစ်တပ် Okay ဟုတ်ပြီဗမာစစ်တပ်လို့ပဲသူတို့ပြောလို့ယူဆလိုက်မယ်ဆိုလို့ရှိရင် KNU ကိုကရင်လူမျိုးတွေကချစ်တယ်လို့ကချင်လူမျိုးတွေက KIA ကိုချစ်တယ်လို့သဘောထားမယ်ဆိုရင်တော့ကျွန်တော်ဗမာလူမျိုးတွေနဲ့ဗမာစစ်တပ်ဆိုတာကြီးကိုမချစ်တယ်တကယ်ကကျွန်တော်ဗမာစစ်တပ်မဟုတ်ပါဘူးသူတို့လူမျိုးသူတို့ချစ်တယ်ကျွန်တော်မချစ်တယ်မလားတတိယချက်ဒီလိုလက်နက်ကင်ဖွဲ့စည်းတွေကိုစစ်တပ်ကနှစ်ပေါင်းဆယ်စုနှစ်ကြာအများကြီးကိုဘာလို့မချေမုန်းနိုင်တာလဲဒီကိစ္စကိုလူတွေကတယောတလူလူဟာတာလုတ်တလူလူစစ်တပ်ကပဲမနိုင်တော့တာလူလူတွေအမြဲတမ်းမိုင်းတိုက်နေရအောင်ရတာတွေ့နေတော့ကျွန်တော်တွေ့ရတယ်ဟုတ်ပြီအခုပြောနေလက်နက်ကင်ဖွဲ့စည်းရှိသမျှအကုန်လုံးစစ်တပ်ကအမုန်းချလိုက်ထားလိုက်တော့အဲ့ဒီမှာတောင်မထမ်းဆောင်တဲ့စစ်သားတွေစစ်သမီးတွေကဘယ်သူတွေတက်ဆိုင်ရာလူမျိုးတဦးချင်းစီတွေတာသမီးတွေဆွေမျိုးသားချင်းတွေပဲခုခင်ဗျားတို့ပြည်သူစစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်တယ်အကျုံးဝင်တဲ့သူတွေမှလည်းစစ်ထဲသွားရတယ်ခင်ဗျားတို့မိဘတွေဘယ်လိုနေလဲဘယ်နေ့ပါသတင်းကြားရမယ်ဆိုပြီးဖျားတနေတာပေါ့အေးအဲ့ဒီခံစားချက်ကိုတိုင်းသားတွေကနှစ်ဆယ်ချီပြီးခံစားလာအဲ့တော့ကိုချင်းစာတတ်ဖို့လိုတယ်တယောက်မကျန်အမုံကြိတ်လိုက်မယ်ဆိုလို့ရှိရင်လူမျိုးလဲပြောက်တိုင်းပြည်လဲပြိုကွဲသွားမှာဒီနေ့နိုင်ငံရေးကိစ္စတွေဖြစ်တယ်ဘာမှမဆုံးရှုံးတဲ့သူတွေဘာမှမနစ်နာတဲ့သူတွေကအေးစိနေနိုင်တယ်နစ်နာတဲ့သူတွေဆွေမျိုးသားချင်းတွေမိသားစုတွေဆုံးရှုံးတဲ့သူတွေကစိတ်ထဲမှာဒဏ်ရာတွေအကြီးကျယ်ရသွားကြအဲ့ဒဏ်ရာတွေခင်ဗျဘာနဲ့ကုမှာနိုင်ငံတစ်ခုတည်ငြိမ်မှုအတွက်စစ်ရေးတဲ့မဖြေရှင်းခြင်းလို့ဇပွဲဖို့ရအောင်ခေါ်တာဇပွဲကိုခေါ်ပြီးရင်တရားဟောမယ်စကားပြောမယ်အေးဇပွဲဖို့ခေါ်မယ်တရားဟောမယ်စကားပြောလို့မရတော့ဘူးမြေပြင်ရောက်ပြီဆိုရင်တော့စကားလည်းမပြောနဲ့တော့တရားလည်းမဟောနဲ့တော့အဲ့ချီတာမှာပန်းလူလည်းမသွေးနဲ့ဒီကိစ္စကိုကျွန်တော်အလေးထားဆောင်ရွက်နေတာဖြစ်တဲ့ကြောင့်မလို့ဟင်းသာ9000လို့တရေပေါ်အိတ်တရေနားစားတဲ့ဘဝတွေဖြစ်မှာဆိုလို့စစ်ရေးနည်းနဲ့မဖြေရှင်းမနဲ့ဇပွဲဖို့ရအောင်ခေါ်နေကြတာရောက်အောင်ခေါ်ကြတဲ့နေရာမှာလည်းလက်နက်ကင်ပြီးစီးပွားရေးရှာနေတာဖြစ်တဲ့ကြောင့်မလို့အဲ့ဒီဘောမှာတာယာပြီးတော့မလာတော့အနှစ်ကိုဆဲချီနေရောဒါနဲ့တန်တရားလေပြီးနိုင်ငံရေးလက်ကင်ထုတ်ဖြစ်သွားတဲ့လူမျိုးစုတွေအများကြီးပဲဒေါက်တာဖောက်မော်ပြောတဲ့စကားထုံးကိုပြန်ပြောမယ်ဆိုလို့ရှိရင်လူငယ်တွေကလက်နက်ကင်ရတာသဘောကျပါလက်နက်ကင်ရတဲ့အရာတော့ကြိုက်တော့ဓမ္မပြည်ရင်းစစ်ဘယ်တော့ငြိမ်းမလဲကိုကျိုးမကြည့်ပဲနဲ့တိုင်းပြည်ကိုချစ်တဲ့တနေ့ငြိမ်းချမ်းပါ